ကိုမူကထတစားမှာဖြစ်ပါတယ်အများစားနေကြဆိုင်ပေါ့နော်ဒီဆိုင်ကကျတော့သူကဟိုအဝစားမဟုတ်ပဲねသူကအခုပွဲနေပေါ့နော်တစ်ပွဲကို40က30အဲ့လိုမျိုးဆိုအဲ့ချိန်မှာတစားကြမှာတူတူပဲခက်ပြပါအောင်ကဲအခုတော့ဆိုင်ကိုရောက်ပြီပေါ့နော်ဒီဆိုင်ကလေမူကထလည်းစားခြင်းနေပြီးကိုကအရင်စားနိုင်တယ်လို့မဟုတ်ဘူးအဝစားသွားရင်ဆိုရင်300 400ရေဆိုအရင်စီးများရလို့ထင်တဲ့လူတွေပေါ့နော်ဒီဆိုင်မှာစားရတာအရင်အဆင်ပြေတယ်ကိုကြားတော့ပဲရှင်းရတာဆိုတော့ပြီးသူ့ဆိုင်မှာရွေးချယ်စရာအပြုတ်လည်းစားလို့ရတယ်ပြီးအကင်လည်းစားလို့ရတယ်ပေါ့နော်အကင်ပဲစားမယ်ဆိုရင်အပြင်မှာစားအပြုတ်မှာဆိုရင်အကုန်ကန်းထဲမှာ easy ထိုင်စားလို့ရတယ်ပေါ့နော်ပြီးရင်စောကလည်းတို့တစ်ခါဆက်ထားပြီးရပေါ့နော်ကျွန်မကတို့ဆက်ထားပြီးရစောမတိုက်တဲ့အတွက်ကြောင့်မလို့စောကိုဆက်စားမယ်ပေါ့နော်ကိုစောဆိုလည်းစိတ်ကြိုက်စားလို့ရတယ်ပေါ့နော်အဆက်ကြိုက်တဲ့သူတို့ဆိုလည်းအရင်စင်ပြေပေါ့နော်ကြက်သွန်ဖြူထောင်းနေငရုတ်တီးတွေပါဆိုလည်းတက်တက်လောက်ထားပြီးရပေါ့နော်အဲ့တော့အဆက်ကြိုက်တဲ့လူတွေကြက်သွန်ဖြူစားတာကြိုက်တဲ့လူတွေတော့အရန်ကိုအဆင်ပြေပေါ့နော်ကျမကကျတော့အဆက်ကမစားတော့ဘူးနော်ရှေ့ရက်မှာအရန်များနေအဆက်လုံးဝမထည့်တော့ပါဘူးကဲနောက်ဆုံးတော့ကျမတို့ရဲ့ဘူကထားလေးready ဖြစ်ပါပြီกินပြီးတော့စားပါတော့မယ်အတူတူလာစားကြပါအောင်ဒီဆိုင်လေးအရန်ကိုအဆင်ပြေအရတာလည်းအရန်ကောင်းတယ်နော်အဲ့ဆိုင်လည်းမြက်ဒီမားလေးဟီးလည်းအရင်ကောင်းနေတယ်ဒီမားတုံရမ်းရဲ့ပြီးမှလာပူကောင်းတယ်ဒီမားလေးအစားအရင်စားချင်ဘူးထားလေစားချင်တဲ့လူတွေကအရင်အဆင်ပြေအပြုတ်ရောအကြီးရောနှမျိုးရတယ်ကျွန်တော်တို့အပြုတ်ကမကြိုက်တော့စားကောင်းမလို့ဘူကထားအဝတ်သားစားကြ400လောက်တက်တယ်နော်400ကျတော့လေမစားနိုင်ဘူးဖြစ်ဒီမှာကျွန်တော်တို့အရင်လာစားရင်ဆိုရင်3ယောက်စားဆိုအများတော့150ကပဲကြာဒါကြောင့်150တော့မကြောက်နော်အရင်တန်300မှ400 500အဲ့လောက်ပဲကြာအများကြီးစားနိုင်နေပြီဆိုအရင်စက်ပြီးလာရလေအသားရဒီနေ့အဆက် short ဟာအဆက်တွေစားရတယ်များတယ်နောက်ပြန်ပြီးရတယ်ဒီလားတွေးဦးရပါတကယ်လို့ကိုကမူကထားလေစားခြင်းနဲ့အများကြီးလည်းမစားချင်နိုင်ဘူးဆိုရင်တကယ်စားခြင်းနဲ့ဒီဆိုင်မှာလာစားကြည့်ပဲเนาะလာစားပြီးရင်လည်းအချင်းလေးပြပြပေးပါအောင် bye bye